ငင်းငန်းရေးဆိုတာစတင်ဆွေးနွေးကြတဲ့အတိုင်းတော့ဘယ်ဘက်ခါမှတရားရာခိုင်နှုန်းမိမိလိုရင်ဆန္ဒမရနိုင်ဘူးတရားရာခိုင်နှုန်းရဖို့ဆိုလို့ရှိရင်တော့အပြတ်ရှင်းအပြုတ်ရှင်းနီးပဲရှိတယ်ဒါနဲ့တင်ကျွန်တော်တို့နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်အဲ့တော့ငင်းငန်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပေါ့ဒီအခွင့်အရေးကိုလိုချင်တဲ့သူတွေကလည်းရတဲ့ရတိုက်တာဖြစ်တဲ့ဖြစ်တိုက်တာကိုတောင်းဖို့လိုသလိုအခွင့်အရေးကိုပေးမဲ့သူတွေကလည်းဥပဒေစာအုပ်ကိုကိုင်ပြီးပလိတ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူးခင်ဗျဥပဒေစာအုပ်ကိုလမ်းကြည့်ပြီးဒါနဲ့မညီဘူးဟိုဟာနဲ့မညီဘူးပလိတ်စစ်စစ်နေလို့ကတော့မဖြစ်နိုင်ဘူးဒါတွေဒီအလျှော်တင်းနဲ့ဟောနော်တကယ်ကိုငြိမ်းချမ်းသူတဲ့စာနာနဲ့သွားမှဖြစ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်